ကျေးဇူးများတင်ပါတယ်ဒီသချင်းလေးကိုလည်းပဲကျွန်တော်ရဲ့ချစ်ပရိသတ်ကြီးတွေသိလိမ့်မယ်ထင်တယ်ကျွန်တော်ဘယ်မှာဆိုခဲ့တယ်ဘယ်မှာဖြောပြခဲ့တယ်ဆိုတာပရိသတ်ကြီးသိမလားမသိဘူးဟမ်ဟုတ်ပါတယ်ကျွန်တော်
အိမ်မက်ဆိုရင်စီစဉ်ဖတ်မှာကျွန်တော်ပြန်ခဲ့တဲ့တခြင်းလေးတွေဖြစ်ပါတယ်ဒီတခြင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ငယ်ဘဝအကြောင်းလေးတွေကိုကျွန်တော်ပြန်တွေးပြီးတော့ဒီတခြင်းလေးကိုရွေးဖြစ်ခဲ့တာဖြစ်ပါတယ်ပထမဒီမိုးဆိုတဲ့ဟိုတခြင်းမှာဝိပက်ပါပေါ့နော်အိုက်ပက်မှာကျွန်တော်ဒီဦးလမ်းမိုးတခြင်းလေးကိုကျွန်တော်ဘာကြောင့်ရွေးဖြစ်ခဲ့လဲဆိုရင်ကျွန်တော်အရင်ဆုံးရွေးချယ်ခဲ့တာဆိုရင်ဝနရဲ့မိုးလို့အမှတ်တရလေအဲ့ဒါလည်းဆိုလို့ရတယ်ပေါ့အဲ့ကျွန်တော်ဆိုမယ်ပေါ့ဆိုတော့ပြန်ရပေါ့ဆိုတော့ပြန်ပြီးလိုက်အဲ့ခါကျတော့ကျွန်တော်ရဲ့ဆရာရောကျွန်တော်ရဲ့သင်ငယ်ချင်းတွေရောဟိုဒီကဲလို့များပေါ့နော်ပလက်စနာငယ်ဘဝအကြောင်းလေးဘာအကြောင်းလေးပြန်ပြောဆိုဒီအမှတ်တရမိုးဆိုတာမပြောတတ်အဲ့တော့ဒီမိုးသက်တင်လေးဆိုတခြင်းကြတော့ကျွန်တော်ပြောလို့ရပါတယ်ကျွန်တော်ငငယ်တုန်းကအဲဦးလမ်းမှုတခြင်းချစ်ဆုံးသမားတက်တာကြီးလေးဟိုပဲပြုတ်တဲ့မတ်ထားတို့အရင်ကြိုက်တဲ့အဲတခြင်းလေးတွေတကယ်အရင်ကြိုက်တာအဲ့တော့ဒီမိုးသက်တင်လေးဆိုမှပေါ့မနေ့စောစီကိုလည်းပဲပြုတ်တွေလည်းဝယ်စားရတယ်အဲ့မိုးသက်တင်လေးကျွန်တော်နေမှာဆိုလို့ရှိရင်အဲ့ဦးလမ်းမှုတခြင်းလေးဆိုအများအားဆိုဖြစ်တယ်အဲ့ကြောင့်ဒီမိုးသက်တင်လေးတခြင်းလေးကိုအတော့ကိုပြန်ခွင့်ပြုပါဆိုခွင့်ပြုပါဆိုပြီးတော့ကျွန်တော်ဆရာဦးတန်းဝင်းလည်းတိုင်ပေးတယ်နောက်ပြီးတော့ဒီအပြာသိန်းကကဖြစ်လူကြီးမျိုးဖြစ်တဲ့ဆရာဦးမျိုးမုန်းလည်းတိုင်ပေးတယ်အဲ့တော့ကောင်းပါလေသားရဲ့ဆိုတာနဲ့ကျွန်တော်အဲ့ဒီချင်းလေးကိုရွေးဖြစ်ခဲ့တာပါဟုတ်ကဲ့ပါဒါနဲ့ကျွန်တော်ဘဝရဲ့ငယ်အကြောင်းလေးတွေကို TV ဖန်သားပြောရနေတော့ဆက်လက်ပြီးတော့ကြည့်ရှုဝေဖန်ပြီးအားပေးကြပါအောင်လို့